ဒီကလေးတွေပေါ့ရေမပတ်ပါနဲ့လို့ပြောနေဟာကိုပတ်တယ် အမလှလို့ပတ်တာ You wear those shoes and I wear that dress. Oh. ဟမ်အမလီတလန်းလုံးရေမထိအောင်ရှောင်းလာကြမှာရက်ွက်ထရကလေးနဲ့ငါထိတော့မှလားမသိစိတ်ညစ်ပါမထူးတော့ပါဘူးဟိုကဖြစ်နေလို့ပြောလိုက်တာဟုတ်မောင်လေးတို့ဟိုမပတ်နဲ့နော်အမဟိုကဖြစ်နေလို့ဟဲ့မပတ်ပါနဲ့လို့ပြောနေတာလူလိုနားမလို့လားမိမဆုံးမဖမဆုံးမလေး အမေကျွန်မပြင်ထွက်လာပြင်ထွက်ပတ်မော့ ဟဲ့မပတ်နဲ့လို့လူကြီးကပြောရင်မပတ်နဲ့လေငါဖက်ရှင်တော့မဖက်ရှင်မထွက်ဘူးပေါ့ဟိုကဖြစ်နေလို့မပတ်ပါနဲ့လို့ပြောနေတာဟာ ဘာဖြစ်အိမ်မှာနေပါဘာဖြစ်ပြင်ထွက်လာပတ်မယ်မသိဘူး ဟဲ့အဲ့ဒါဖြစ်နေပြောတာမဟုတ်ဘူးဟိုဟာဖြစ်နေအောင်ပြောတာ ဘာတွေဖြစ်နေကြရလဲ ဘာဖြစ်ရမှာလဲဒီကလေးတွေပေါ့ရေမပတ်ပါနဲ့လို့ပြောနေဟာကိုပတ်တယ် အမလှလို့ပတ်တာ You wear those shoes and I wear that dress. Oh, kiss me. မောင်ကြီးကလည်းဟိုပတ်တယ်ဆိုလို့ရှိရင်လေဟိုမျက်နှာကိုမပတ်နဲ့လေတခြားနေရာကိုပတ်ပေါ့မမဟိုဟာဖြစ်နေရလို့ပြောလို့အဲ့ဒါဟိုဟာဖြစ်တာညမဆိုရင်ပတ်လို့ရပါတယ်မောင်လေးရဲ့ဟွန်း ဟိုဟာဖြစ်လို့ရှိရင်သမီးရေဘက်ကမထွက်နဲ့လေ ဩတော့ကလေအဲ့ဒါဖြစ်နေအောင်ပြောတာမဟုတ်ဘူးဟိုဟာလေဟိုဘယ်လိုပြမလဲမသိတော့ဘူးဟိုဟာမနေ့တုန်းကကြံလေရလေအဲ့ဒါဟိုနည်းနည်းလူကဖျားချင်တယ်လို့ဖြစ်နေလို့အေးမိနှာစည်းဖြစ်နေတာ နှာစီးနေတာလားဒါလေးများခဏစောက်အမပြန်လာခဲ့မယ် အာကျွန်တော်အမေလေ ဟဲ့အမေဟိုအဲ့ဆိုအနာကရဲ့ရက်ခမကြီးပါဟုတ်ပါဘူးဒါကစားလား ကဲဟာ အမလေးဟိုတပီးကိုဗာစီးတိုက်တယ်လားယင် အေးမိနှာစီးဖြစ်နေပြီလားဒါဆိုရင်တော့အမြန်ဆုံးတက်တာပျောက်ကင်းစေနိုင်ဖို့အတွက်ဒီကိုချင်းကအကူအညီပေးနိုင်ပါတယ် အမလေးအဲ့ဒါများအတော်ရဲ့စေးကိုဖိဖိတိုက်လဲရပါတယ်မသိရင်နွားတက်နေလို့ပဲ